ကဲအားလုံးမင်္ဂလာပါမိတ်ဆွေဒီနေ့တော့ကျွန်တော်တို့မိတ်ဆွေတို့အရန်ပဲပြောနေတဲ့တည်င်းလေးကျွန်တော်တို့တွေ့ရမှာဖြစ်ပါဆိုတော့အခုအားလုံးမင်္ဂလာပါကျွန်တော်နာမည် DV လို့ခေါ်ပါတယ်เนาะကျွန်တော်ဒီနေ့နည်းနည်းလေးဟိုနိုင်ငံမှာဖြစ်နေတဲ့ပြဿနာလေးနဲ့ပတ်သက်ပြီးနည်းနည်းလေးကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒါပထမဦးဆုံးပါလဲဆိုရင်နိုင်ငံတနိုင်ငံကငါလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်နေလာလားအခုမြန်မာနိုင်ငံဆိုတဲ့လိုပဲလေနေပေါင်းများစွာရင်တော့ဦးတန်းရွှေခေတ်ဘိုးချုပ်မကြီးတိုင်းဦးတန်းရွှေခေတ်ကနေငါကြိုက်တယ်လို့လုပ်လို့ရတယ်ဆိုတဲ့ခေတ်ကနေမတိုင်ခင်မှာနော်မတိုင်ခင်မှာရှိသေးတယ်အဲ့တန်းရွှေဦးတန်းရွှေမတိုင်ခင်မှာနောက်တစ်ဖွဲ့ရှိသေးတယ်နော်အခုဝက်ရုပ်ကြီးနဲ့လူတယောက်ရဲ့အဖိုးတွေပေါ့နော်တိုင်းပြည်တစ်ပြည်ငါလှုပ်ချင်တော့လှုပ်လို့ရမှာငါဂရုမစိုက်ဘူးဆိုတဲ့ဟာမျိုးနဲ့ဖြစ်တော့ဘာဖြစ်လဲဆိုရင်အခုကဘာကအဲ့လိုမျိုးလူတွေကိုစောမပေးဖို့အတွက်လူတယောက်ခတ်ထားတာကျွန်တော်တွေ့ရတယ်အဲ့ဒါကဘာလဲဆိုရင်အမေရိကန်နိုင်ငံမှာရှိတဲ့ဒေါ်နယ်ထရမ့်ပဲဖြစ်ပါနော်ကျွန်တော်တခုဒီမှာစဉ်းစားလို့မရတာကဘာလဲဆိုရင်မြန်မာနိုင်ငံသားတွေတော်တော်များများပေါ့နော်အခုဒီစစ်ပွဲဖြစ်နေတဲ့အချိန်ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချိန်မှာရွေးပွဲနဲ့ပတ်သက်ပြီးမှကျတို့အာဏာသိမ်းလိုက်တယ်မြန်မာနိုင်ငံမှာအဲ့လိုအာဏာသိမ်းတာပဲဖြစ်ဖြစ်ထိန်းတာပဲပြည်သူတွေတော်တော်များများအားလုံးကနိုင်ငံတွင်းမှာနေလို့မရတော့နိုင်ငံတွင်းမှာနေမဆိုရင်ပေါ်လာဆွဲတာတို့လှုပ်တယ်ပြီးတော့သူတို့ရဲ့ခွင့်လန်းကဆုံးရှုံးမှုတွေဖြစ်တော့ပြီးတော့ပြည်သူတွေရဲ့မျော်လင့်ထားတဲ့မျော်လင့်ချက်တွေမြန်မာနိုင်ငံကကျတို့တိုင်းပြည်ကောင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်အောင်ကြိုးစားမယ်လူငယ်တွေကလည်းတော်တော်များများကြိုးစားပြီးလူငယ်တွေကလည်းကြိုးစားပြီးမှကျတို့တိုင်းပြည်ငါတို့ထိတ်ဆုံးရအောင်ကြိုးစားမယ်ဆိုတော့ရည်ရွယ်မှတ်ချက်တွေနဲ့လုပ်နေတဲ့ထဲမှာမြန်မာနိုင်ငံကအဲ့ဒီလူငယ်တွေရဲ့ရည်ရွယ်ချက်အားလုံးရိုက်ချိုးပလိုက်တဲ့အရာပုံစံနဲ့ဖြစ်တော့ကြောက်ဘာဖြစ်တော့လဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံသားအားလုံးဟာသူများနိုင်ငံကိုပြီးတော့ရတာဖြစ်ပါတယ်သူများနိုင်ငံကိုပြီးတော့ရသူများနိုင်ငံကိုထွက်ပြေးပြီးမှပညာမတတ်ပဲနဲ့တချို့ကတော့မှနေသွားတယ်တချို့ကတော့တခြားနိုင်ငံမှာထွက်ပြီးမှပညာသားတင်တာတို့အလုပ်သွားလုပ်တော့လို့မဖြစ်သွားတာဆိုတော့အတိုင်းပြည်တွေမှာလှုပ်ချင်လို့လှုပ်လို့ရတဲ့အနေအထားမျိုးပြည်သူတွေဂရုမစိုက်တဲ့အနေအထားမျိုးမှာဖြစ်လာတဲ့ချိန်ကြတော့အခုဒီအဲ့ဒီလူတွေအတွက်ကိုစိုးမပေးဖို့အတွက်လူတယောက်တော့ခတ်လာတော့ကျွန်တော်တွေ့ရရှိလာတော့ကျွန်တော်တွေ့ရတယ်အဲ့ဒါကဘယ်လိုဒေါ်နယ်ထရမ့်ပေါ့နော်ပြောမစင်ဒီဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ကလည်းထုံနေလကောင်းပဲရွေးကောက်ပွဲမှာမချားတော့လားနော်အမျိုးသမီးတယောက်သူနဲ့ရှင်ပြိုင်တဲ့အမျိုးသမီးက69ရာခိုင်နှုန်းနဲ့နိုင်တယ်သူက30ရာခိုင်နှုန်းလောက်ပဲရတဲ့ဟာကိုမဲကမနိုင်ဘူးပေါ့မဲကလေမှုရှိတယ်ဆိုပြီးမှဘာလို့လဲဆိုရင်သူကအာဏာကိုသိမ်းပလိုက်တာဖြစ်တယ်အာဏာကိုသိမ်းပလိုက်တဲ့ချိန်ကစပြီးမှသူဘာလုပ်တယ်လဲဆိုရင်သူရွေးကောက်ပွဲထပ်လုပ်တယ်2024ပဲဖြစ်ရွေးကောက်ပွဲလုပ်သေးတယ်တခြားနဲ့သူတစ်သက်လုံးထိန်းလာတာအဲ့ဒီနိုင်ငံကိုတက်လို့သူသိမ်းလာတာအာဏာသိမ်းပြီးမှသူများအာဏာကိုသိမ်းထားပြီးမှသူဖြစ်ပြီမဲ့သူကသူ့ထဲမှာဘာဖြစ်လာလဲဆိုရင်သူ့နိုင်ငံမှာရှိတဲ့ထောင်သားအားလုံးကိုဘာလုပ်တယ်လဲဆိုရင်တကယ်လူမိုက်တွေနော်သူတို့ရဲ့ပတ်ဝန်းကျင်သူတို့နိုင်ငံရဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာလုံခြုံမှုမရှိတော့လူကတီဘေးချင်းတီမနဲ့ဆိုမပြောတတ်တဲ့အနေအထားမျိုးလူဆိုးတွေလူမိုက်တွေ gangster တွေရပ်များလာတော့နေလို့လည်းမရအောင်ပြည်သူတွေကအထူးသဖြင့်ပြည်သူတွေ30အဲ့တော့3ပုံတပုံက3ပုံမှာတပုံတော့ကသူများနိုင်ငံကိုချက်သွားရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ဘာကြောင့်လဲသူတို့အသက်ရှင်ဖို့အတွက်ပေါ့နော်။ဆိုတော့နိုင်ငံကဒီလိုမျိုးဖြစ်လာတယ်။ဖြစ်လာတော့ तू ကနောက်တစ်ခုကဘာလဲရှိသူတို့နိုင်ငံမှာလူမှုဒီရဲစကူးမှုနဲ့ဖမ်းထားတဲ့ထောင်ထဲမှာထည့်ထားတဲ့လူတော်တော်များများကိုလည်း तू ကဘာလုပ်တယ်လဲဆိုရင်နော်မြန်မာနိုင်ငံနဲ့ sorry ငါမြန်မာနိုင်ငံပဲဆိုရင် USA နိုင်ငံကိုသွားမယ်ဆိုရင်မင်းတို့လွတ်ပေးမယ်ဆိုရင်အဲ့ဒီက gay star လူမိုက်လူစုတွေအားလုံးကိုထောင်ထဲမှာဘာလူတယောက်မှမထားဘဲနဲ့သူများနိုင်ငံကိုဒုက္ခရောက်အောင်ပို့ပလိုက်တယ်အဲ့ဒါတစ်ချက်သူ့ဆေးဆိုးတဲ့ချက်ကနောက်တစ်ချက်က तू ကမူကြီးစေဝါတွေလှုပ်တယ်မူကြီးစေဝါတွေလှုပ်ပြီးမူကြီးစေဝါတွေဒီပို့ဆောင်ပြီးမူကြီးစေဝါတွေကကို USA နိုင်ငံကိုတွင်းတယ်လူမိုက် gas star ပေါ့ပြောမှဆိုရင်တော့အရင်တော့မြန်မာနိုင်ငံကနေတယောက်တပ်ပလိုက်တဲ့
ဟိုတရုတ်ကတပ်ပလိုက်တဲ့လူပေါ့အဲ့ထက်တော့မှ तू ကပို့ဆိုးတယ်ဒီမှာလှုပ်စားနေတယ်လှုပ်ရှက်နေတယ်လှုပ်နေတဲ့အရာကိုတားတယ် तू မရတော့နောက်ထပ် तू ဘာလုပ်တယ်လဲဆိုရင် तू များနိုင်ငံခုလိုဒီရုရှားလိုမျိုးနိုင်ငံမှာရုရှားတို့ဒီတရုတ်တို့ဘာဒီတခြားနိုင်ငံနဲ့ပတ်သက်ပြီးမှတော့ကောင်းမှာစီးပွားပိတ်ဆို့ပြီးမှဘာမှလုပ်မရတဲ့အနေအထားမျိုးမှာဥပမာရေနာစီရောင်းလို့မရတဲ့ကတ်တက်ထားတဲ့အရာကို तू ကအဲ့ရေနာစီလို့ तू ကဈေးတက်တောက်တက်တာနဲ့မို့ကိုရောင်းတယ်ဈေးတောက်တက်တာနဲ့ရောင်းတယ် तू များမရောင်းဆို तू ကအောက်လန်းနဲ့ရောင်းပေးတယ်ဒါမျိုးတွေလည်းရမ်းများတဲ့ကြောင့်သူ့ကိုရွေးချယ်ခွင့်လွန်ခဲ့တဲ့မှာအချိန်မှာသူ့ရွေးစင်နိုင်ငံကသူ့ရွေးချယ်ခွင့်ပေးလိုက်တယ်ရွေးချယ်ခွင့်ပါပေးလေဆိုရင်ကဲမေကိုလိုထွက်ပြီးမှတခြားနိုင်ငံကိုတွားမလားအနောင်ဆွပီထားခဲ့မှတခြားနိုင်ငံကိုတွားတခြားနိုင်ငံကိုမတွားငါ့ကိုလာဖမ်းရဲ့လာဖမ်းကြည့်လာဖမ်းမြန်မာလာဖမ်းလို့ပြောတဲ့အချိန်မှာအဲ့ဒီကြည့်ကျွန်တော်တခုကတော့လေအရာတတိထားမိတယ်တခုကအရင်တော့အော်စလာမေဘလာဒီကိုလှုပ်တော့တဲ့အကွက်ပဲနော်အဲ့ဒီနေရာမှာဝင်သွားတာအဲ့ဒီထဲကိုဝင်သွားမှဖမ်းမှတပ်လိုက်တာနိုင်ငံဝင်သွားနိုင်ငံတစ်ခုမှဝင်သွားတော့ဘယ်သူဘာလုပ်တော့မှမသိဘူးနော်တေသွားမှကဲတေးပြီးဆိုပစ်တက်လိုက်ပြီဆိုတော့မှတင်ထွက်လာအခုဒီနေ့ဒီတစ်ခါလက်ဒီဗင်နီဇွဲလားမှာအဲ့တမန်တော်ကိုတော့ဖမ်းတာသူ့လာဖမ်းမှဆိုတိတဲ့အတိုင်းပဲအဲ့မှာတရုတ်ရှိမယ်တရုတ်အထောက်လိုက်ရေးတွေရှိမယ်ရုရှားထောက်လိုက်ရေးတွေရှိတယ် by the way တရုတ်နဲ့ရုရှားကသူ့ငါတော့မင်းနောက်ကနေငါတို့ပောက်ပို့မယ်သူတို့ရဲ့တရုတ်နဲ့ရုရှားကဘာထင်လဲဆိုရင်ဒီကောင်လှုပ်ရဲမှာမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးပေါ့ဒီကောင်လှုပ်ရဲမှာမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးနဲ့တော့လှုပ်တာဒီကောင်လှုပ်ရဲမှာမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးနဲ့လှုပ်တာငါတို့မင်းနောက်ကနေပောက်ပို့ပြီးမယ်ဘာမှမပူနဲ့ဆိုတော့လှုပ်ပြီးမှဝါချိုင်းနဲ့စကလုံးပြောပါတယ်ဒီနေ့မရိုဘီကပြောပါတယ်သူ့ရွေးချယ်ပိုင်ခွင့်အများကြီးပေးထားတယ်ထောင်မကြအောင်သူ့ဒီထဲကိုဝင်လို့မရအောင်ဒီလိုဖမ်းစရာမလိုအောင်သူ့ကိုရွေးချယ်ခွင့်အများကြီးပေးထားတယ်တဲ့ဒါပေမဲ့သူအဲ့ဒါမရွေးချယ်ငါ big boy ပေါ့ဆရာကြီးတယောက်နေထားနဲ့လှုပ်တဲ့ချိန်မှာအခုသူဖမ်းရတာဖြစ်တယ်တဲ့အဲ့ဒီမှာနော်သူမျက်နိုင်ငံကိုတွားပြီးမှသူမျက်ဆက်လက်နဲ့သူ့မှာရှိမယ်အကုန်လုံး plus တရုတ်နဲ့ရက်ရှားပါအဲ့မှာရှိတာအဲ့ဒီချိန်မှာအဲ့ဒီမှာပဲရှိတာအဲ့ဒီထဲမှာအဲ့လိုဖမ်းနေတဲ့ချိန်မှာအဲ့ဒီထဲမှာရှိတာနော်အဲ့လိုရှိနေချိန်ကိုကြော်ပြပြဖမ်းသွားတာအမတမ်းမကြောက်စရာကောင်းတယ်နော်ဘလို့ဖမ်းတော့ဘလို့ရောက်သွားမှဘလို့ဖမ်းပြီးမှဒီ USA နိုင်ငံကိုလာတာကြည့်မြန်မာနိုင်ငံကဘာကြောင့်ဒီချမ်းဖြတ်နဲ့ပတ်သက်ပြီးမှတော့မြဝတီမှာဖြစ်နေတဲ့ဟာပေါ့နော်ဘာကြောင့်ဒီလိုအဆောက်အဦကြီးတစ်ခုကိုဖြိုပြီးမှလှုပ်လိုက်ရတဲ့ဟာခင်ဗျားတို့အခုဒီနေ့မြင်သွားရလားသိသွားရလားသူ့မှာဆက်မှုရှိတယ်နေပေါင်း၄-၅နဲ့6နှစ်တော့လေလာတဲ့စီးပွားလှုပ်ရှားနေတဲ့လူတွေအမှတော်တော်များများရှိအဲ့ဒီလူတွေကိုတိုက်တွေဖြိုတာတို့ဟွာလို့ဖမ်းပြတာတို့လှုပ်လာတာတစ်ခါလှုပ်လာမဟုတ်တကယ်အောင်လှုပ်လာလို့တကယ်အိမ်မလာမေးအိမ်မြန်မာနိုင်ငံမလာမေးကောင်းနည်းနည်းကောင်းလို့ပြောမှဒီဗင်နီဇွဲလားမဒိုရာတဲ့တော့မှသူကနည်းနည်းတော့ကောင်းသွားကြောက်ပြလှုပ်ပြလေကဲနားထောင်နေဆိုရလှုပ်ပြပြီးမှဖမ်းပြတယ်တိုက်တွေအဆောက်အဦဖြတ်ပြတယ်တကယ်တော့ဒီကောင်ဒီလိုမျိုးတော့မလုပ်ဘူးဆိုရင်သူ့လက်ကလည်းမကြခင်လာတော့မှဆိုတော့တိတယ်မကြခင်မှာလာတော့မှဆိုတော့သူတို့တိတိကျကျတို့ဘာလုပ်ရဆိုရင်သူကခွာလှုပ်လိုက်ပြီကြည့်တော့သူကနားထောင်ပြီးမှကဲလှုပ်ပလိုက်တော့ဘာဖြစ်သွားလဲကဲအခုသူ့အတွက်ကလွတ်သွားတယ်ဒါပေမဲ့ပြောလို့မရသေးဘူးဆိုတော့နောက်တစ်ခုကဒီမိုကရက်တစ်ခုဒီ USA နိုင်ငံမှာရှိဒီမိုကရက်ကလူခွေရေးနဲ့လူမတများလို့အခွေရေးပေးတယ်အခွေရေးပေးတယ်လူမတများလို့ကလူ equal ဖြစ်ရမယ်ဆိုတဲ့ဟာမျိုးသူကလူခွေရေးနဲ့ပဲ human right နဲ့ပတ်သက်ပြီးမှသူအရန်អော်တယ်အရန်အားပေးတယ်လို့ဖြစ်တယ်အရန်အားပေးပြီးမှကဲတော့ငါတို့ human right ဆိုရှိရဆိုမှအခုရွေးကောက်ပွဲမှာတော်တော်များအောင်ခဲ့တယ်လေဒါပေမဲ့အခုကြည့်ဗင်နီဇွဲလားနိုင်ငံမှာလူတွေကို human rights ဆိုမှပြောတဲ့သူငါတို့လိုပဲမြန်မာနိုင်ငံထက်တော့မှဆိုးတာမြန်မာနိုင်ငံလိုပဲမြန်မာနိုင်ငံမှာဖြစ်နေတဲ့အတိုင်းပဲ right ခင်ဗျားပြောပိုင်ခွင့်မရှိဘူးသူတို့အခုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှမဲဆွဲတဲ့ဟာတဲ့ဗီဒီယိုလေးကိုခင်ဗျားဟာတို့ like တို့လို့ပြီးလို့မရတဲ့အနေအထားမျိုးအထိအဲ့ဒီဗင်နီဇွဲလားမှာဖြစ်တာပြီးတော့ဗင်နီဇွဲလားသမ္မတကဒီကောင်ကစီးပွားရေးမှာတမန်လို့သူထိန်းထားတာမြန်မာနိုင်ငံအတိုင်းပဲလှုပ်ထားတာပဲဒါပေမဲ့ဘာကြောင့်
ပြီးတော့ right ဆိုတော့သူတို့မှမရှိဘူးအခွင့်ရေးဆိုတာအဲ့နိုင်ငံမှာရှိတဲ့အခွင့်ရေးဆိုတာလူခွင့်ရေးဆိုတာသူတို့မှဘာမှမရှိဘူးသူတို့ပုံကိုင်းနိုင်ငံရေးတမန်ထောင်နဲ့တောင်းနဲ့ချီတဲ့သူတို့ထောင်ထဲမှာထောင်နဲ့တောင်းနဲ့ချီသူတို့သူတို့ထောင်ထဲမှာထည့်ထားတာနိုင်ငံရေးလုပ်တဲ့လူအားလုံးထည့်ထားတယ်ပြီးတော့မူရီစေဝါနဲ့ကြွေးကြော်မူရီစေဝါ guide တို့နော်ပြီးတော့ဒီ gangster တို့နော်မဒိမှုတွေအားလုံးသူတို့နိုင်ငံမှာရှိတဲ့ဟာကို USA နိုင်ငံကိုတွားမယ်ဆိုရင်ဒီကောင်တွေအားလုံး free look ပေးလိုက်တယ် USA နိုင်ငံကိုပို့ပေးတယ်အဲ့လိုမျိုးတွေတိတော့ကြောင်းမဘာဖြစ်တယ်လဲဆိုတော်တော်များများအားလုံးကဖြစ်စီပလိုက်တယ်